ကျွန်တော်ရဲ့ရှေ့တဲ့မှာပဲလူမျက်နှာနဲ့တူတဲ့ကြောက်မက်ဖွယ်တတဝါကြီးတကောင်မတက်ရက်နေပါတယ်ကျွန်တော်လဲကြောက်လန့်တကြားနဲ့နေရာမှာတင်တောင်းတောင်းကြီးဖြစ်သွားခဲ့ရတယ်အဲ့ဒီသားရဲကြီးကသူ့ရဲ့ဆွဲတဖွေးဖွေးနဲ့ပါဆက်ကြီးကိုဟလိုက်တဲ့အခိုက်ထက်မှာပဲဘယ်ကမှမသိတဲ့အလင်းတန်းတစ်ခုရုတ်တရက်ကြာရောက်လာပြီးအဲ့ဒီကောင်ကြီးကိုလုံမရအောင်ချုပ်ထားလိုက်ပါတော့တယ်ဒါဟာကျွန်တော်ဘဝမှာအလင်းသခင်မှဖန်ဆင်းပြတ်သားစွာသက်ဆင်းလာတာကိုပထမဆုံးအကြိမ်မြင်ဖူးခြင်းပါပဲသူမကလက်ကလေးကိုအသာအရာမျှဝယုံတင်ရှိသေးတယ်အဲ့ဒီသားရဲကြီးကကြောက်လန့်တကြားနဲ့ထွက်ပြေးသွားတော့တာပေါ့အနီးနားမှာရှိတဲ့တခြားတတဝါတွေလည်းခြေဦးတဲ့ရာကိုလွင့်စင်ပြေးကြပါတော့တယ်အဲ့ဒီနေ့ကစားပြီးသူမကကျွန်တော်ကိုရွေးချယ်ခဲ့တာကျွန်တော်ဟာလူသားမျိုးနွယ်ရဲ့ကံကြမ္မာကိုပြောင်းလဲပြစ်မဲ့သူတို့ကျွန်တော်တစ်ထစ်ချယုံကြည်ခဲ့တာပါဒါပေမဲ့ကျွန်တော်ဖေကတော့အမှန်တရားကိုထောက်ပြခဲ့ပါတယ်ရှေးဟောင်းဦးနောက်ကတကယ်တမ်းရွေးချယ်ခဲ့တဲ့သူကမက်ချစ်နေလို့ပါပြဿနာကမက်ကစူဘိုးကောင်ကပ္ပားကောင်ရဲ့ကူးဆက်ခြင်းကိုခံထားရပြီးလုံးဝကိုတားရဲတရိษံတကောင်အဖြစ်ပြောင်းလဲသွားခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တခုခုကိုဆုံးဖြတ်ချက်ချလိုက်တယ်မိပြတိုင်းမှာရှိတဲ့လူတွေအားလုံးရဲ့ရှေ့မှာတင်မက်ရဲ့တားရဲတွင်တထံကိုဖွင့်ချလိုက်ပါတယ်သူ့ကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာပဲအားလုံးရဲ့ရင်ထဲမှာကြောက်ရွံ့မှုတွေကြီးစိုးသွားခဲ့ရတယ်အခုသူတို့ရှေ့မှာရက်နေတဲ့မက်ခါသူတို့တစ်ချိန်ကတီးခဲ့ဘူးတဲ့သူရဲ့ကောင်းကြီးမဟုတ်တော့ပါဘူးမကြခင်မှာပဲဒေါသထွက်နေတဲ့လူအကြီးကသူ့ကိုကိုမြတ်ဖို့အော်ဟစ်တောင်းဆိုကြပါတော့တယ်အခြေအနေတွေကဒင်းမာမှုအထွတ်အထိပ်ကိုရောက်လာတဲ့အချိန်မှာတော့ကျွန်တော်ရှေ့ကိုတက်လာခဲ့တယ်ကျွန်တော်ရဲ့နောက်ဝိုက်တွေကလည်းမက်ကိုတက်ပစ်ဖို့ကျွန်တော်ကိုဝိုင်းပြီးအော်ဟစ်တိုက်တွန်းနေကြတာပါကျွန်တော်လည်းလူထုရဲ့ဆန္ဒကိုလိုက်ရောပေးတဲ့ပုံစံမျိုးနဲ့ဟန်ဆောင်ပြီးအခြေအနေကိုလက်ခံလိုက်ပါတယ်မက်ကတော့လုံးဝမလှုပ်ရှားနိုင်ပဲမီးရှို့မဲ့တိုင်စီကိုအတင်းဆွဲခေါ်ခြင်းခံလိုက်ရပြီးမီးတောက်တွေကစတင်တောက်လောင်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကြီးစံတတောင်းကလေထူးကိုခွဲထွက်လာပြီးအုံခနဲပေါက်ကွဲသွားတာကြောင့်မီးရှို့ပူဇော်တဲ့အခမ်းအနားကြီးပျက်စီးသွားခဲ့ရတယ်စကော့ချာအဖွဲ့သားတွေကကပတိမက်ကိုဘယ်တော့မှလက်မလွတ်ခဲ့ကြပါဘူးဒါပေမဲ့မက်ကတော့အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေကိုရောက်နေပါပြီ။သူကသူ့နီးနားမှာရှိတဲ့ဘသူစီကမဆိုစွမ်းအင်တွေကိုမရမကစုပ်ယူဖို့ကြိုးစားနေခဲ့တယ်။သူလုံးဝထိန်းချုပ်ရခတ်တဲ့အခြေအနေကိုရောက်ခါနီးမှာပဲ။ Ice ကသူ့ကိုပြေးဖက်လိုက်ပါတယ်။သူဘလို့သားရဲကြီးရဲ့ဖြစ်သွားပါစေ။သူကသူမချစ်ရတဲ့ယောက်ျားတစ်ယောက်ဖြစ်နေုံမို့ပါမက်စုပ်ယူလိုက်တဲ့အဲ့ဒီစွမ်းအင်တွေကတကယ်တော့သူမရဲ့အသက်ဝိညာဉ်တွေပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ Ice ကသူမရဲ့အရာအလုံးကိုပေးဆက်ဖို့ရည်ချယ်ခဲ့ပါတယ်။သူမရဲ့ဆွတ်လွတ်အနစ်နာခံမှုကပဲမက်ရဲ့ဒဏ်ရာတွေကိုကုသပေးနိုင်ခဲ့တာပါဒါပေမဲ့အမောင်ထုရဲ့ခြေလမ်းတိုင်းမှာသူ့ဘေးနားမှာအမြဲတမ်းအတူတူရှောက်လန်းပေးခဲ့တဲ့မိန်းကလေးကတော့ဘယ်တော့မှပြန်မလာနိုင်တော့ပါဘူး